မျက်မှန်ကကျွန်တော်ကဒီဇင်ဘာလဆန်းကမှလုပ်ထားတာဆိုတော့ဒါလေးပေါ့နော်ဒီပြင်အစင်းရတယ်လို့ရှိတယ်ပြီးတော့သူကဘာတစ်စိတ်လဲဆိုရင် ribbon နော် ribbon ပေါ့နော် ribbon ကိုကျွန်မတော်တော်လေးသဘောကျလို့ဆိုပြီးအကျန်းလေးခံနေဒီဆိုပြီးကျွန်မဝယ်လိုက်တာပေါ့လေဝယ်လိုက်တော့ပြဿနာဘာဖြစ်သွားလဲဆိုတော့ကျွန်မတနေ့ကချော်လဲတွေလို့ပြောတယ်လေချော်လဲလို့ပြောတော့ကျွန်မဂျာကြီးကအဲ့လိုမျိုးလဲထွက်သွားတယ်ပြီးတော့ဘလို့မှတက်လို့မရအောင်ပေါ့လေနော်တက်လို့မရဘူးတိုင်လုံးဝအဆင်မပြေဘူးပေါ့ကြည့်လိုက်တော့ဒီနားကဟနေတာပေါ့နော်ဒီနားရအထဲနဲ့ဝင်သွားပြီးတော့ဟသွားတာလို့တွေ့တယ်ကျွန်မဆိုင်ရောပြန်သွားကြည့်လိုက်အောင်မယ်ဘလို့ပြင်ပေးလို့ရမရပေါ့နော်မသိဘူးမပြင်ပေးနိုင်လည်းကျွန်တော်တက်လို့ရမှာပေါ့လေဒီမှန်ဆိုလဲပေါ်သွားတာပေါ့ဒီမှန်ဆိုလဲပေါ်သွားတယ်ပေါ်သွားတာဖြစ်တဲ့ကြောင့်မလို့ကျွန်မပြင်လို့ရရင်တော့ကောင်းမယ်ပေါ့နော်ဒါဈေးလည်းနည်းများတော့ကျွန်မထပ်လို့မယ်ဆိုပတ်စံပြန်ကုန်မှာပေါ့လေအဲ့ဒါလေးမကုန်ချင်ဘူးဒါနဲ့ရမရတော့မသိဘူးဖြစ်သွားတယ်အဲ့ဒါလေးကပြောပြတာနည်းနည်းလေးတော့ခက်ခဲပါတယ်ရှင်